အခုကျမထိုင်းနိုင်ငံမှာရောက်တော့ကတော့တွေ့ခဲ့တဲ့မြန်မာနိုင်ငံသားတွေကအိမ်ပြန်နေတယ်လို့ခဏခဏပြောတယ်အဲ့တော့ကျမအခုဒီမှာရှိတဲ့ပြန်နေပါတယ်ပြန်နေလည်းပြောတော့ပြန်နေတယ်ဆိုလို့ရှိရင်ကျမတို့ကနေပြီးတော့ပြန်လာနိုင်တဲ့အခြေအနေတွေကိုဖန်တီးပေးရမယ်ဆိုတော့ကျမနားလည်ပါတယ်ကျမတို့လိုချင်တဲ့နိုင်ငံမျိုးဟာကိုယ်နိုင်ငံသူနိုင်ငံသားအားလုံးစိတ်ချမ်းသာကိုယ်ချမ်းသာနဲ့နေခြင်းရင်နေနိုင်တဲ့နိုင်ငံမျိုးအပြင်မှာသွားခြင်းနဲ့သွားနိုင်တဲ့နိုင်ငံမျိုးဒီလိုပဲပြောကိုယ့်အမေရဲ့အိမ်လိုပြန်လာခြင်းတဲ့အခါပြန်လာနိုင်ရမယ်သွားခြင်းတဲ့အခါသွားနိုင်ရမယ်ဒါပေမဲ့အမြဲပဲကြိုဆိုလျက်ရှိတယ်ဆိုတဲ့နိုင်ငံမျိုးကျမတို့ထူထောင်နေတယ်ဟုတ်တယ်ဒီလိုနိုင်ငံမျိုးထူထောင်မှုဟာအားလုံးဝိုင်းပြီးတော့ကြိုးစားမှဖြစ်တယ်နော်အဝေးရောက်နေပြီမဲ့လေကျမတို့ရဲ့လှုပ်ရှားမှုကျမတို့ရဲ့ကြိုးပမ်းမှုတွေကိုအောင်မြင်အောင်လို့ဝိုင်းပြီးတော့လုပ်ပေးနိုင်တဲ့နည်းတွေအမျိုးမျိုးရှိတယ်အဲ့တော့ကြိုးစားကြပါပထမအဦးဆုံးကညီညွတ်ကြဒါကျမနေရောက်တိုင်းဘယ်နေရာရောက်မြန်မာနိုင်ငံသူနိုင်ငံသားတွေကိုပြောရတဲ့စကားပါညီညွတ်ကြပါလူဆိုတာတယောက်နဲ့တယောက်အမြင်ချင်းမတူတဲ့အခါကျတော့တစ်ခါတလေတော့အငင်းပွားနိုင်တဲ့ကိစ္စတွေပေါ်တာပေါ့အဲ့ငင်းပွားနိုင်တဲ့ကိစ္စတွေကိုအေးအေးဆေးဆေးနဲ့ညှိနှိုင်းဆွေးနွေးတဲ့နည်းနဲ့ဖြေရှင်းကြပါဒီလိုအချင်းချင်းကြားမှာရှိတဲ့ပြဿနာတွေကိုဒီလိုအေးဆေးဆေးနဲ့ဖြေရှင်းနိုင်မှကျမတို့နိုင်ငံကိုဒုက္ခပေးနေတဲ့ပြဿနာကြီးတွေကိုကျမတို့ငြင်းချမ်းတဲ့နည်းနဲ့ဖြေရှင်းနိုင်မှာဖြစ်ပါတယ်အဲကြောင့်တယောက်ချင်းကကြိုးစားကြပါလားလို့ကျမမေတ္တာနဲ့ခံချင်ပါတယ်ကြိုးစားနေပါမယ်မေကြိုးစားနေရရဲ့ဆိုတော့ဟိုကတူတူဒီကတူတူဒါပြောလာတယ်ဒါလိုပဲပြောပေါ့နော်ကျမတို့ကတနိုင်ငံထဲမှာဒါပေါက်လာတဲ့တယောက်နဲ့တယောက်အပြစ်စင်ပြအောင်နေခြင်းနဲ့ဆိုရင်နေနိုင်တယ်ပထမဆန္ဒပေါ့ကျွန်တော်ခဏခဏပြောတယ်အောင်မြင်ခြင်းတရား၄ပါးကိုမမေ့ပါနဲ့အောင်မြင်ခြင်းတရား၄ပါးဆိုဆန္ဒနဲ့စတယ်ဆန္ဒရှိရမယ်အလုပ်တစ်ခုကိုဖြစ်မြောက်အောင်လုပ်ချင်တဲ့ဆန္ဒရှိမှအစပြောနိုင်တယ်နောက်ပြီးတော့ဝိရိယရှိရမယ်ဝိရိယရှိမှဒီအလုပ်ကိုဆက်ပြီးတော့လုပ်နိုင်တယ်နောက်ပြီးတော့စိတ်ဓာတ်ရှိရမယ်မှန်ကန်တဲ့စိတ်ဓာတ်နဲ့လုပ်ရမယ်နောက်ပညာရှိရမယ်ပညာဆိုတော့စင်ကြယ်တုံတရားပေါ့အတန်းပညာဒီလိုမျိုးပြောတာမဟုတ်ပါဘူးစင်ကြယ်တုံတရားဒီအလုပ်ဖြစ်မြောက်အောင်လို့ဘာလုပ်တဲ့လဲဘာရှောင်တဲ့လဲအဲ့ဒါကိုသိတဲ့ပညာကိုစုလိုတာပါအဲ့တော့အဲ့ဒီလိုအောင်မြင်ခြင်းတရား၄ပါးကိုစုပ်ကန်ထားပြီးတော့လွတ်သွားလို့ရှိရင်ကျမစောစောကပြောတဲ့အမေအိမ်နဲ့တူတဲ့နိုင်ငံမျိုးကိုကျမတို့ထူထောင်နိုင်မှာဖြစ်ပါတယ်လို့ကျမပြောချင်ပါတယ်ဒီမှာအခုစကားပြောဖို့အချိန်ကသိမရှိတော့တာအတွက်လူခတ်တူလူပဲပြောရတဲ့အတွက်တောင်းပါပါလေဒီစကားကတူတာရှိတာနဲ့မဆိုင်ပါဘူးတကယ်ပဲကိုမှန်ကန်နဲ့ကိုစိတ်တွင်းရလာတဲ့စကားကိုနှလုံးသားတွင်းရလာတဲ့စကားဟုတ်မဟုတ်တာဒါအရေးကြီးပါတယ်အဲ့တော့ကျွန်မဒီမှာကြားကြားမပြောနိုင်ပြီမဲ့လေတကယ်ကိုကျွန်မဖြစ်စီခြင်းနဲ့နိုင်ငံမျိုးအကြောင်းကိုကျွန်မပြောပြတာပါအဲ့ဒါအတွက်ကျမတို့ရဲ့အလုပ်ကိုအားလုံးဝိုင်းပြီးတော့ကူညီကြပါကျမတို့အကြံပေးကြရှင်ပေးပါအကြံပြုပါဝေဖန်ကြရှင်ရင်လည်းဝေဖန်ပါစေတနာနဲ့ဝေဖန်နေဆိုတာအင်တာနက်တန်ဖိုးရှိပါတယ်ဝေဖန်မှလည်းကိုယ့်ကိုယ်ပြင်နိုင်မှာပါကျမအမြဲပြောတယ်ဝေဖန်တာမကြောက်နဲ့ဒီဝေဖန်တာမမှန်ရင်ထည့်စဉ်းစားကြလို့ဝေဖန်မှန်လို့ရှိရင်ကိုပြုပြင်နိုင်ရင်အခွင့်အရေးရတယ်အဲ့ဒီအခွင့်အရေးအတွက်ကိုကျမတို့ကျေးဇူးတင်ရမယ်ဒီတော့အခုကျမတို့နော်ဝေးမှာတွေ့တဲ့မြန်မာနိုင်ငံသူနိုင်ငံသားတွေဟာကျမတို့အခုမြန်မာနိုင်ငံအတွင်းမှာရှိတဲ့မြန်မာနိုင်ငံသူနိုင်ငံသားတွေလိုပဲကျမတို့အားလုံးနေကြတဲ့အမေအိမ်ကိုဝိုင်းပြီးတော့ဆောက်ပေးကြပါလို့ပြောကြတဲ့ခါကျတော့ဆောက်ပါမယ်